စပင်းပုံစံလမ်းပြန်နေအောင်ညာ product မပါရင်တော့ဖုန်းနေမှာကျွန်တော်ဒီနေ့ဘာကြောင့် hair styling product တွေကိုအသုံးပြုတင်လဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးမှာပဲဖြစ်ပါတယ်။စပင်းပုံစံဆိုတာကယောက်ျားလေးတယောက်အတွက်လက်နက်တစ်ခုပဲဖြစ်တာမလို့ကိုယ့်အနေနဲ့စပင်းပုံစံကိုတိတိကျကျလေး view site ဖို့လိုပါလိမ့်မယ်။စပင်းညက်ဖို့အတွက် premium mirror entry ဘယ်လိုဆိုင်မျိုးမှာပဲညက်ထားပါစေ။စပင်းပုံသင်းဖို့အတွက် hair product တစ်မျိုးတောင်အသုံးမပြုသေးဘူးဆိုလို့ရှိရင်တော့ကိုညက်ထားသမျှအားလုံးကအတကားဖြစ်သွားမှာပဲဖြစ်ပါတယ်။ကျွန်တော်အခုဒီဗီဒီယိုထဲမှာဓာတ်ပုံတချို့ကိုပြပေးမယ်။ brother တို့ကတိတိကျကျလေးကြည့်ပေးဘယ်လိုပြောင်းလဲမှုတွေရှိသွားလဲဆိုတာကိုတော့ကျွန်တော်ကထပ်ပြီးပြောပြပေးမှာပဲဖြစ်ပါတယ်။ဆိုတော့စားလိုက်ကြရအောင် RDMS Okay ဓာတ်ပုံလေးကိုလည်းကြည့်ပြီးသွားပြီလို့ထင်ပါတယ်ပထမဆုံးပုံကိုစာပြောလိုက်ကြရအောင်ပိုပဲဖိရှိတ်နဲ့နှစ်ဖူးကျဲပြီးတော့စပင်ကပြားကတ်နေတာကိုတွေ့ရလိမ့်မယ်စပင်ကပျော့ပြီးပြားနေတဲ့အတွက်ကြောင့်ပုံသွင်းရခက်မယ်လို့လည်း brother တို့အနေနဲ့ထင်လိမ့်မယ်ပိုပဲဖိရှိတ်တွေရဲ့ထုံးစံအတိုင်းစပင်ရှစ်ကြနေတာပြားကတ်နေတာကြီးကနှမနေဘူးဒါကြောင့်စပင်ကိုအပေါ်ကိုဖောင်းသွားတဲ့ပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့ကပုံသွင်းပေးရလိမ့်မယ်အဲ့လိုမျိုးပုံသွင်းဖို့အတွက်ဆိုလို့ရှိရင်တော့ seesaw spray grooming tonic clay mask ချာပေါင်တာအဆင်ပြေတာတစ်ခုခုကိုတွဲဖက်ပြီးတော့အသုံးပြုလို့ရပါတယ် next square face shape နဲ့ jaw line တွေလည်းပါတင်တဲ့လောက်ပါတယ် square face shape တွေကစပင်ကိုရှေ့ချတာတဲ့အပေါ်လှန်တင်ထားတာကပို့ပြီးတော့အဆင်ပြေတယ်အခုလိုမျိုးစပင်ကိုအပေါ်လှန်တင်ပြီးတော့ပုံသွင်းဖို့ဆိုလို့ရှိရင်လည်း hair product အသုံးပြုမှရပါလိမ့်မယ်တောင်းလဲမှုလေးတွေ့ရမယ်လို့ထင်ပါတယ်နောက်ထပ်တစ်ပုံကိုဆက်သွားလိုက်ရအောင်ညနာကလည်းရှိတယ်စပင်ကဝေပြီးဖြစ်တယ်ဆိုတော့စပင်ထဲမှာပါဝင်နေတယ်ဒါပေမဲ့ပုံသွင်းပြီးလိုက်တဲ့အခါမှာစပင်က wave တွေလည်းပျောက်တဲ့လောက်ပျောက်သွားတယ်စမတ်ကြတယ် gentleman style ဆိုတော့ look ကိုပေါ်လင်သွားစေတယ်ဒီလိုဖြစ်ဖို့ဆိုလို့ရှိရင်တော့ seesaw spray clay mask တို့ကိုတွဲဖက်ပြီးအသုံးပြုရင်တော့ပိုပြီးအဆင်ပြေပါလိမ့်မယ်နောက်ထပ်တစ်ယောက် rounded face shape ညနာအချိုးစစ်တွေတောင်ကျိုးတွေက rounded face shape ဒီမှာပါတာတိတ်မတွေ့ရဘူးဒါကြောင့်ကိုယ့်ရဲ့ညနာအချိုးစစ်ကိုပေါ်လင်စေမဲ့ hair style တစ်မျိုးကိုရွေးချယ်သင့်ပါတယ်အဲ့လိုမျိုးရွေးချယ်တဲ့အခါမှာလည်းစပင်ကိုအပေါ်ထောင်တာကပိုပြီးအဆင်ပြေတယ်ပုံမသွင်းရသေးခင်စပင်ကလှိုင်းအနေနဲ့ wheel ဖြစ်တာကိုတွေ့ရလိမ့်မယ်အခုလိုစပင်ကနေထောင်မှတ်သွားဖို့အတွက်ဆိုလို့ရှိရင်တော့ soft tonic grooming tonic နဲ့ clay mask တို့ကိုတွဲဖက်အသုံးပြုသင့်ပါတယ်နောက်ဆုံးတစ်ယောက် freezy ဖြစ်နေတဲ့စပင်ရမ်းကောက်ပြီးတော့ဂျမ်းမှန်နေတဲ့စပင်ကိုတိတိတက်တက်အကောက်ပုံစံလေးဖြစ်အောင်ပုံသင်းထားတာတွေ့ရလိမ့်မယ်ဒီလိုမျိုးတိတိတက်တက်လေးပုံကြနေဖို့အတွက်ဆိုလို့ရှိရင်တော့ mousse ကောက်စီပုံမိတ်တို့တွေကတစ်ခုခုကိုရွေးချယ်အသုံးပြုသင့်ပါတယ်စပင်ညက်ဆိုင်မှာပဲစပင်ညက်ပြီးတော့ကိုယ့်ရဲ့စပင်ပုံစံကမိုက်နေရလို့ခံစားနေရရင်ကိုယ်နဲ့ light ဖက်တဲ့ hair product တစ်မျိုးမျိုးကိုအခုပဲစတင်ပြီးတော့ရွေးချယ်အသုံးပြုဖို့အတွက်ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ကျွန်တော်ကတော့ Scott ပါမျိုးသားဆုံး hair styling product တွေအကြောင်းပြောပြပေးနေတဲ့ဘာတယောက်ပဲဖြစ်ပါတယ်သိချင်တဲ့အကြောင်းအရာလေးရှိလို့ရှိရင်ကျွန်တော်လာရောက်ပြင်ပြလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်